HOK ရဲ့စေးပကြီးတန်းလောကစီစကင်လိုင်းနဲ့ဟာလီရှင်းရဲ့တန်းလောကတာ flawless skin နဲ့စားလိုက်လို့ရပြီဆိုတော့နည်းနည်းလောက်ဝေဖန်ထောက်ပြအားချောင်ရမယ်အားမချောင်ခင်ရှာရှည်ချင်တာကတော့လီရှင်းမဟုတ်ပါဘူးလီရှင်းမှာမတ်မွန်ရဲ့လီနဲ့ယုံကြည်မှုယုံကြည်ချက်ရဲ့ရှင်းလီရှင်းမှာရှာရှည်လို့ရပြီဆိုတော့အားချောင်မဲ့စီကိုဆက်လက်စီတက်ကြမယ် flawless skin ကိုယူဖို့ဆို flawless wish event ကိုသွားပြီးတော့ဖင်ထောင်အောင်လှည့်ပြီးမှ event token 990ချက်နဲ့လဲရမယ် bla bla ဆိုတာတွေကတော့အားလုံးသိပဲဖြစ်မှာပါပြဿနာဘယ်မှာစလဲဆို flawless wish event ကို65ရက်တောင်ချိန်ပေးထားပြီးတော့ daily discount 50% off ကိုကြတော့ရက်30စာခါ30ပဲပေးထားတာပါသူများ game တွေမှာဆို event 45ရက်လိုက်ရင်45ရက်လုံး daily discount 50% နဲ့ပေးတဲ့နေရာကြီးကိုဒါကြီးကတော့အဓိပ္ပာယ်မရှိဘူးလို့မြင်မိပါတယ်65ရက်လုံးသာ daily discount ရမယ်ဆိုရင်စင်ပြေနေပြေလှည့်မဲ့ player များအတွက်တော့အနည်းဆုံး token 800လောက်တတ်တာမဲ့ခွင့်ရမို့လို့ဒါကြီးကတော့မဖြစ်သင့်ဘူးလို့ထင်ပါတယ် draw ကိုမှုအတွက်ဖြစ်ရမယ့် token ပမာဏကလည်းအရင်တုန်းကလိုမျိုး200ဘို့တစ်ပတ်ဖြစ်ရမှာမဟုတ်တော့ဘဲနဲ့အလုံးအရင်းနဲ့ token 920မြန်မာငွေ3000ကျော်ဖို့တပြိုင်တည်းဖြစ်ရမှာဖြစ်သွားပါတယ်တော်သေးတယ် login ပွဲဆော့ဘာညာနဲ့ရမယ် free draw sit draw နဲ့လှည့်တာအချိန်10ခန်းတန်းပြည့်တိုင်း reward တွေပေးသွားမယ်ဒီအတန်းလေးကိုပါဖြစ်ဝင်သွားလို့ skin ကတော့ flawless ဆိုတဲ့အတိုင်း6 pick in သဲလက်စင်ပြောစရာတစ်ချက်တစ်ချက်မှမရှိတာကိုလက်မခံလို့မရပြင်မယ် draw ရဲ့ event ကြီးတော့တိတ်ပဝင်မကြလာဘူးဆိုတော့ brother တို့ရော event တိုင်း65ရက်မှာ daily draw ရက်30ပဲပေးတဲ့အပေါ်ဘယ်လိုမြင်ကြလဲကောင်းတဲ့ချက်ဖြစ်တဲ့ skin ရဲ့ detail လေးကိုတော့နောက်ရက်မှာ review နဲ့အပြည့်စုံလုပ်ပေးသွားမှာမလို့ account လေးကို follow လုပ်ခဲ့ဖို့မမေ့နဲ့အောင်နော်